PO ဒါကပါလေဒါက string လား string မဟုတ်ချေ string မဟုတ်ဘာကြောင့်မို့ string မဟုတ်တာတော့ ကျ double ကုတ်ထဲမှာမရှိလို့ yes double quote ဒါမှမဟုတ် single quote ထဲမှာမရှိလို့ဒါက string ပေါ့ဟုတ်ပြီနော်တချို့ကျောင်းသားတွေကဆရာပြောကြတယ် letter ဆိုတာ string letter ဆိုတာ string မဟုတ်ဘူးနော် letter ဆိုတာ string မဟုတ်ဘူး string ဆိုတာပါလဲဆိုရင် double quote ဒါမှမဟုတ် single quote ထဲမှာရှိတဲ့အရာမှ string ဖြစ်တယ်အဲ့တော့ခါကြတော့ဒီလိုမျိုးကြာမှ string ဟုတ်ဒါမှဒီလိုမျိုး string ဒါမှမဟုတ်ရင်ဆရာတို့ဒီလိုမျိုးမှ string ဖြစ်မယ်ဟုတ်နောက်တစ်ခုရှိသေးတယ်နော်ထူးထူးခြားခြားဟိုနေ့ကဆရာကျောင်းသားတယောက်တွေ့တယ်ပေါ့နော်သူ double quote လို့ပြောတာဖြစ်တော့ double quote ကိုမရေးဘူးသူဘာလုပ်လိုက်လဲဆိုတော့ရှေ့မှာဒီမျိုးခံလိုက်တယ်ခံပြီးတော့မှထားပါတော့ဒီနားလေးမှာဟိုဆိုပြီးတော့မှရေးပြီးတော့အနောက်မှာဒီလိုမျိုးခေါ်လိုက်တယ်ဟုတ်အဲ့မှာ error တက်အောင်ဒါကြောင့်မို့လဲဆိုတော့အဲ့မှာ Python ယူဆသွားတာကဘယ်လိုယူဆအဲ့ဒီချောင်းထဲမှာပေါ့နော်ဒီကောင်ကအဖွင့်ပိတ်ဒီကောင်ကအဖွင့်ပိတ်ယူဆသွားပြီးတော့မှပြီးသွားတယ်မှာဆိုတော့အဲ့တော့သူကအဲ့မှာ error တွေကောက်တယ်ရော double quote ဆိုတာအဲ့မှာ double quote ဆိုတာအဲ့လိုမျိုးကိုလို့မရအောင်နော်အဲ့ဒီတစ်ချက်တတိထားဖို့လိုတယ်double quote ဆိုတာကဒီလိုမျိုးမှ double quote ဟုတ်ပြီနော်မဟုတ်ဘဲနဲ့သွားပြီးတော့မှ single quote နှစ်ခုယူလို့မျိုးခံပြီးလိုမျိုးခံပြီးတော့မှဆိုတော့အဲ့လိုမျိုးရေးလို့မရအောင်နော်ဟိုအဲ့ဒါမို့သားတော့မရေးပါဘူးဒါပေမဲ့အဲ့လိုဆရာအဲ့ဒါကိုထူးထူးဆန်းဆန်းဆရာတွေ့လို့ပေါ့နော်ထူးထူးဆန်းဆန်းတွေ့လို့သားအဲ့ဒါရှင်းပြတာနော်အေးဟုတ်ပြီ